ညာတိုင်းစာချဲကြီးချက်တဲ့ဆယ်တန်းချောင်းသူကိုကျွန်တော်တို့ဘွဲကချစ်စနိုးလေးနဲ့ရေဒီယိုကမာရွလုံးမဲ့ထားတယ် Oh radio ကမာရွရဲ့ကြိုးစားလိုက်စမ်းခွဲဒီတွေနဲ့အောင်ဖို့ဆူတောင်းပေးမယ်သူတွေရှိတယ် Oh radio ကမာရွရဲ့ကြိုးစားလိုက်စမ်းခွဲဒီတွေနဲ့အောင်ဖို့ဆူတောင်းပေးမယ်သူတွေရှိတယ်အားလုံးပဲမိဘကြကြလေးပါအခုလိုမျိုးမချိုလာပြီးချုပ်ပြီးကိုရအတွက်ရန်လေးကျေးဇူးတင်လို့ရန်လေးအော်နေဖြစ်ပါတယ်မချိုဒီချင်းလေးကိုယုံကြည်ပြီးတော့ဒီလိုမျိုးဝင်ပြီးဆရာမျိုးအောင်လည်းကျေးဇူးတင်ပါတယ်အားလုံးပဲမိဘကြကြလေးပါသူပြလားရှောင်းရင်တခါမတင်ဝါကဖြက်လာဆောင်ကြည့်သူရဲ့ကိုယ်တို့ရှိလို့နောက်ဆက်ဖြစ်ရင်လာတဲ့ရဲ့တမ်းမို့ခွင့်လို့ွယ် Oh radio ကမာရွရဲ့စိတ်ဆိုးလိုက်တဲ့ွယ်စားရမချက်နိုင်ရင်ဝမ်းနေရမယ်သူရှိတယ် Oh radio ကမာရွရဲ့စိတ်ဆိုးလိုက်တဲ့ွယ်စားရမချက်နိုင်ရင်ဝမ်းနေရမယ်Oh radio